ကိုယ်ွယ်ရာအမှန်တရားလူလောကမှာအခုလူသားတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တန်ပေါင်း9000ကျော်ရှိတဲ့လူသားတွေဟာမိမိတို့ရဲ့ယုံကြည်ရာညနှိုးရာဘာသာတရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေရှိကြတယ်လို့မြည်သည့်ဘာသာကိုမှမကိုးကွယ်ပဲနဲ့မိမိရဲ့အယူဆတရားကိုသာလျှင်ဘာသာတစ်ခုအနေနဲ့ကိုနှစ်သက်ရာအာကိုတစ်ခုပြုပြီးတော့လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့ဘာသာတရားကိုယုံကြည်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကိုတော့ religious believer လို့ခေါ်တယ်ဘာသာတရားကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ religion ဆိုတဲ့ဘာသာတရားကိုယုံကြည်ကြကိုးကွယ်ကြကိုးကွယ်မှုဆိုတာဘယ်ကစလာတော့ဆိုလို့ရှိရင်တော့ဘုန်းကြီးတို့လူလောကလူသမိုင်းကြောင်းပြန်ပြောင်းကြည့်တဲ့အနေနဲ့ကြည့်မယ်ဆိုရင်လူတွေစလာတဲ့အချိန်ကလေးကကိုးကွယ်မှုဆိုတာရှားလာကြတယ်ဘုရားမြတ်စွာကဓမ္မပဒဂါထာမှာကိုးကွယ်မှုကဘာကြောင့်စလာသလဲလို့ဆိုရင်အကြောက်တရားကစတယ်လို့ဒီလိုဟောထားတယ်ပဟံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုက္ခစေတယာနိမနုဿာဘယတိစိတာမနုဿာလူတို့သည်ဘယတိစိတာကြောက်စရာဘေးတို့ရဲ့ချိန်ချောက်မှုကိုခံကြရအကုန်သည်ဖြစ်၍လောကမှာတဘာဝစွမ်းအင်တွေရှိတယ်မိုးကြိုးတွေထစ်ချုံတာတို့မုန်တိုင်းကြီးတွေကျလာတာလို့ဟိုလွန်ခဲ့တဲ့2နှစ်လောက်ကဆူနာမီတို့လိုငရင်ကြီးလှုပ်ထားမျိုးတို့မမြင်နိုင်တဲ့ကြောက်မဲ့ဖွယ်ရာဘေးရန်မိကြီးလောင်တာတို့စသဖြင့်လူတွေဟာဒါတွေဘာကြောင့်ဖြစ်တာတုံးလို့စဉ်းစားတဲ့အခါအကြောင်းကိုရှာမတွေ့ကြဘူးရှာမတွေ့တော့ကြောက်ကြတယ်လန့်ကြတယ်ကြောက်လန့်တကြဘာလို့ကြတုံးဆိုလို့ရှိရင်နတ်ဖျားတွေစိတ်ဆိုးလို့ဒီလိုဖြစ်တာပဲလို့ဆိုပြီးတော့ရှ िख ိုးကြတယ်ပူဇော်ကြတယ်ပတ်သကြတယ်ထိုကဲ့သို့ရှ िख ိုးပူဇော်ပတ်သရာကနေပြီးတော့တိုက်ဆိုင်သွားတဲ့အနေနဲ့မုံတိုင်းကြီးကလည်းယော့သွားတယ်ငရင်ကြီးကလည်းပဲလှုပ်နေတာကြီးရသွားတယ်မိကြီးတွေလောင်းနေတာလည်းငြိမ့်သွားတယ်ဆိုတော့လူတွေရဲ့စိတ်ထဲမှာဘာဖြစ်လာတော့ဆိုဒီတဘာဝစွမ်းအင်ကြီးတွေဟာတောင်းပန်တိုးရှိုးလိုက်လို့ရှိရင်ရရတဲ့အတွက်ကြောင့်တကယ်နတ်ဖျားတွေကဖန်ဆင်းတာပဲလို့ဆိုပြီးလူတွေရဲ့ယုံကြည်မှုဟာစတင်လာတယ်အဲ့ဒါနဲ့ကိုးကွယ်မှုတွေဟာစလာတယ်လို့ဆိုတယ်နော်မနုဿာလူတို့သည်ဘယတိစိတာကြောက်စရာဘေးရန်တွေရဲ့ချင်းချောင်းမှုကိုခံကြရအကုန်သည်ဖြစ်ဘဟုံဘဟုနီများလာစွာကုန်သောပပ္ပတာနိတောင်းအထတ္တတို့ကို၎င်းဝနာနိသာတောအယယတို့ကို၎င်းအာရမရုက္ခစေတယာနိအယံနတ်ပင်တို့ကို၎င်းဝေစိစိဧကံအမှန်အားဖြင့်တရဏံကိုဝေယဟူ၍ယန္တိစိကကြလေကုန်မည်လူသားတွေဟာကိုယ်ွယ်ရနဲ့ပတ်သက်လာလို့ရှိရင်ဒီကနေ့ထိအောင်ရဲရဲဝံ့ဝံ့သိပြီးတော့မရှိကြသေးဘူးလို့ပြောအောင်။ဘာဖြစ်လို့လဲဆိုမဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေကရှိလူလောကမှာမဖြေရှင်းနိုင်တဲ့ပြဿနာတွေမမြင်နိုင်တဲ့ဘေးရန်မမြင်နိုင်တဲ့အကြောင်းတရားတွေကိုအကြောင်းပြုပြီးတော့လူတွေဟာကိုယ်ွယ်မှုနဲ့ပတ်သက်ပြီးအမျိုးမျိုးဖြစ်နေတော့မယ်။သိပ္ပံပညာကြီးဘလောက်တိုးတက်တယ်လို့ဆိုပေမဲ့လို့ကိုယ်ွယ်မှုကြည့်လို့ရှိရင်တော့လူတွေဟာကဘာဥကလူတွေတဲ့ပို့ပြီးတော့မတာသေးဘူးဒီကနေ့ထိအောင်နော်အလုံးဟာကြောက်လန့်ပြီးတော့မိမိတို့မမြင်ရတဲ့စွမ်းအင်တွေဟာမမြင်ရတဲ့တကိုးကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဖန်ဆင်းမှုလို့စိတ်ထဲမှာယုံကြည်လာကြအဲဒီယုံကြည်လာတဲ့အယူအဆွဲဟာဒီကနေ့ထိအောင်တည်မြဲပြီးတော့နေတော့မယ်တဲ့သို့တော်လည်းတချို့ပုဂ္ဂိုလ်တွေအလုံးလူတွေဟာ God လို့ခေါ်တဲ့ထာဝရ
တကုရှင်ကြီးတွေရှိတယ်လို့ယုံကြည်တဲ့လူရှိတယ်လို့မယုံကြည်တဲ့လူလည်းရှိကိုယ်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကို theist လို့ခေါ်တယ်ယုံကြည်တဲ့ဝါဒကို theism မယုံကြည်တဲ့ဝါဒကြတော့ atheism လို့ခေါ်တယ်လောကမှာတကုရှင်ဖြစ်တဲ့ခေါ်မရှိဘူးလို့ရှိတယ်ဆိုတာကိုမယုံကြည်တဲ့ပုဂ္ဂိုလ်မယုံကြည်တဲ့အယူဝါဒ atheism ရှိတယ်မရှိဘူးစိတ်ထဲကမသေးချာတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်သာဝရဘုရားဆိုရင်တော့ရှိတယ်မရှိဘူးလို့မဆုံးဖြတ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးလေးရှိသေးတယ်အဲဒီပုဂ္ဂိုလ်မျိုးတွေကြတော့ agnostic လို့ခေါ်တာအင်္ဂလိပ် agnostic သူတို့လက်ခံထားတဲ့ဝါဒကြတော့ agnostic system လို့ဒီလိုပဲသုံးလို့ရှိတယ်အဲ့တော့ဘုရားမြတ်စွာရဲ့မြတ်စွာဘုရားပေါ်လာတဲ့အခါကျတော့အခုလိုသာဝရသဘာဝစွမ်းအားတွေဟာဆိုင်ရာသူအကြောင်းတရားတွေကြောင့်ဖြစ်လာတာမိုးချိန်တယ်တို့မိုးကြိုးပြစ်တယ်တို့လျှက်စီးလက်တယ်တို့ငရင်ကြီးလှုပ်တယ်တို့ဆိုတာတွေဟာသူသဘာဝစွမ်းအားတွေကြောင့်ဖြစ်တာဘယ်သူမှဖန်ဆင်းလို့ဖြစ်လာတာမဟုတ်ဘူးသဘာဝဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်လာတယ်လို့ဆိုတာမြတ်စွာဘုရားကျတော့တိတိပပဟောပြီးတော့လာတယ်သိပ္ပံကလည်းတစားတွေးရှိပြီးတော့လာကြသို့တော်လည်းလူတွေရဲ့ယုံကြည်ချက်ဟာပြောင်းလဲပြီးတော့မသွားသေးဘူးတော်တော်များများဒီအယူဆွဲပဲရှိနေတော့မယ်အဲ့ဒါလို့ဖြစ်ရတာလည်းပဲမဖြေရှင်းနိုင်တဲ့ကြောက်စရာလန့်စရာတွေကိုအကြောင်းပြုပြီးတော့ဖြစ်တာဒါကြောင့်မလို့ဒီကနေ့ခေတ်မှာယုံကြည်မှုကိုးကွယ်ရာဘာသာတရားတွေဟာအလွန်တရာများပြားတယ်ဘာသာတရားတွေကဘာကြောင့်ပေါ်တယ်လဲလို့ဆိုလို့ရှိရင်အကြောက်တရားကိုအခြေပြုတယ်လို့ဆိုပေမဲ့ထိုအကြောက်တရားဟာဘာကြောင့်အခြေပြုလာရမလဲလို့မေးလို့ရှိရင်တော့အကြောင်းအကျိုးကိုမှန်မှန်ကန်ကန်မသိလို့ပဲအကြောင်းတရားကိုရှာတဲ့အခါမှာအကြောင်းအမျိုးမျိုးအဖြေထွက်နေတယ်ထိုအဖြေထွက်တာဟာဘာသာတရားရဲ့အစပဲလို့ဒီလိုပြောလူတွေကကြောက်တယ်ကြောက်တော့ဘာကြောင့်ဒီသဘာဝဆွမ်းအားကြီးတွေဖြစ်နေတယ်လဲလို့အကြောင်းရှာတဲ့အခါကျတော့ဆိုင်ရာအကြောင်းတရားကိုတွေးတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မတွေးတဲ့ပုဂ္ဂိုလ်လည်းရှိအကြောင်းတရားတစ်ခုကိုမှတ်ချက်ပြုလိုက်တဲ့အများစုကတော့ဘာကိုမှတ်ချက်ပြုလို့ဆိုရင်လောကကြီးမှာအရာရာအကောင်းအဆိုးလူသားတွေနဲ့တကွာတတ္တဝါတွေကမ္ဘာလောကကြီးပေါ်ထွန်းနေတာဟာသာဝရဘုရားရဲ့ဖန်ဆင်းမှုကြောင့်ဖြစ်တယ်ဆိုတဲ့အယူဆကြီးတရားဟာပေါ်လာခဲ့တယ်ဒါကိုဘုန်းကြီးတို့စာပေမှာအိတ္တရနိမာနဝါဒလို့ခေါ်တယ်အိတ္တရဆိုတဲ့အရှင်သခင်ရဲ့ဖန်ဆင်းမှုကြောင့်ပေါ်လာတာတဲ့အဲ့ဒီသာဝရဘုရားအရှင်သခင်ဆိုတာဘယ်မှာနေသလဲလို့ဆိုရင်နေရာမပြနိုင်ဘူးကောင်းငယ်မဲ့ထိုးပြချတာဘယ်သူကလည်းမြင်မှုလာတော့မဟုတ်ဘူးသို့တော့အယူဝါဒအနေနဲ့တော့လက်ခံနေတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတိဋ္ဌာယတနာသုတ်တံမှာအိတ္တရနိမာနဝါဒဆိုတာကိုထင်ထင်ရှားရှားဟောထားတာရှိပါတယ်ထိုဝါဒစတင်ဖြစ်ပေါ်လာပုံကလည်းဓမ္မဇာလသုတ်မှာမြတ်စွာဘုရားသာဝရဖန်ဆင်းရှင်ကြောင့်ဖန်ဆင်းလာတယ်ဆိုတဲ့အယူဆဘယ်ကစပေါ်လာသလဲလို့ဆိုလို့ရှိရင်လူပြေကစလာတာမဟုတ်ဘဲနဲ့ဓမ္မပြေကစလာတာမျိုးဖြစ်တယ်ဓမ္မပြေမှာဒီလူလောကဒီကဘာကြီးပျက်စီးသွားတဲ့အခါကျတော့ဓမ္မပြေမှာရှေးဥစွာဖြစ်လာတဲ့ဓမ္မကြီးတယောက်မဟာဓမ္မကြီးဓမ္မမင်းကြီးသူတူတဲ့နှစ်ပေါင်းများစွာကဘာပေါင်းများစွာတူတဲ့နေထိုင်လာအဖော်မဲ့ပြီးတော့နေလာတာနှစ်ပေါင်းများစွာဖြစ်အဲ့ဒါလို့နှစ်ပေါင်းကြာရှည်စွာတူတဲ့နေတဲ့အခါကျတော့တတ္တဝါဆိုတာလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တယောက်တည်းနေလို့ရှိရင်ကြာရင်ပြင်းလာတာအဖော်ရှားလာပြင်းစရာလို့မြင်လာတယ်စကားပြောပေါ်လေးမှမရှိဘူးဆိုပြီးတော့စိတ်ထဲမှာအဖော်လိုချင်တဲ့စိတ်ဓာတ်ကလေးပေါ်လာတယ်အဲ့ဒီဓမ္မကြီးကလည်းပဲနှစ်ပေါင်းကြာရှိစွာကဘာပေါင်းကြာရှိစွာတူတဲ့နေရာကနေပြီးတော့ခုချိန်မှာငါမှာ
အဖော်တူတယောက်များရှိရင်ကောင်းမှာပဲလို့စိတ်ထဲကတွေးလိုက်တာရှိသေးတယ်သူကံအားလျော်စွာတတ္တဝါတူဟာဗြဟ္မာအနေနဲ့သူ့အနိနာမှာမွေးဖွားပြီးပေါ်လာခဲ့တယ်ဒါတိုက်ဆိုင်မှုတက်တက်ပဲနော်တိုက်ဆိုင်မှုတက်တက်ဖြစ်ပြီးဖြစ်တော်လည်းပဲအဲ့ဒီဗြဟ္မာကြီးကဘယ်လိုထင်သွားတော့လို့ဆိုတော့ကြည့်ငါဆန္ဒအတိုင်းဖြစ်လာတာဟောသူ့ကိုငါဖန်ဆင်းလိုက်တာငါစိတ်ကူးရှိတဲ့အတိုင်းဟောပေါ်လာခဲ့ပြီဒါကြောင့်မလို့ငါဖန်ဆင်းတာလို့သူကဒီအတွေးဝင်လာအဲ့တော့သူ့ရဲ့နောက်မှရောက်လာတဲ့ဗြဟ္မာကလည်းပဲအော်ဒီဗြဟ္မာကြီးကငါမရောက်ခင်ကတည်းကငါမမွေးခင်ကတည်းကသူကဒီမှာရှိနေတာသူကငါတဲ့စောအဲ့တော့ငါ့ကိုသူကဖန်ဆင်းတာပဲဖြစ်မယ်သူ့ရဲ့အလိုရငါဖြစ်လာရတယ်လို့ဟောလက်ခံတဲ့ပုဂ္ဂိုလ်ကလည်းလက်ခံလာဇမဇာလတုတ်မှာအဲ့လိုဖန်ဆင်းရင်စပြီးတော့ပေါ်လာကုန်ပြလူပြည်ပဲပုံရောက်လာတော့လို့ဆိုတော့နောက်မှပေါ်ပေါက်လာတဲ့ဗြဟ္မာကြီးကတက်တန်းသိမ့်မရှိဘူးတဲ့တက်တန်းကုန်လို့ဗြဟ္မာပြည်ကသုတည်ပြီးတော့ဟောလူပြည်လာပြီးလူလာဖြစ်တယ်သူကလူလာဖြစ်တဲ့အခါကျတော့သမထချင်းစဉ်တွေကိုကျင့်လိုက်တာကျင့်လိုက်တဲ့အခါသမထချင်းစဉ်တွေပေါက်ပေါက်ရောက်ရောက်ရပြီးတော့ဒိဗ္ဗစက္ခုအဘိညာဉ်တို့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်တို့ဆိုတာအတိတ်ဘဝအကြောင်းတွေကိုပြန်ပြောင်းအောက်မေ့နိုင်တဲ့စွမ်းရည်တတ္တိကိုရလာလို့အတိတ်ဘဝကိုပြန်ကြည့်လိုက်တဲ့အခါကျတော့သူကဘယ်ကလာလဲဗြဟ္မပြည်ကလာသူ့ရဲ့အရင်ရောက်နေတဲ့ဗြဟ္မာကြီးကဟိုမှာရှိနေတော့သူကတော့လူပြည်ရောက်ပြီးထိုဗြဟ္မပြည်ကသုတည်လာပြီးတော့လူပြည်ရောက်တယ်သူ့ရဲ့အရင်နှစ်ပေါင်းများစွာကဘာပေါင်းများစွာကြားနေတဲ့ဗြဟ္မာကြီးကဗြဟ္မပြည်မှာရှိနေတုံးအဲ့တော့သူ့အတွေးကဘယ်လိုတွေးမိတုံးလို့ဆိုရင်ငါကသူ့နောက်မှာလည်းမွေးတယ်သူ့တယ်လည်းအရင်သေးတယ်အဲ့တော့ငါ့ကိုသူကဖန်ဆင်းတာငါကမမြဲဘူးဟိုဗြဟ္မာကြီးကမြဲတယ်ဒါကြောင့်မို့လို့လောကကြီးဟာဗြဟ္မာကဖန်ဆင်းထားပြီးတော့တို့ဟာတွေကဗြဟ္မာရဲ့ဖန်ဆင်းထားတဲ့တတ္တဝါတွေမြတာဖြစ်တယ်ဆိုတဲ့အယူဆတရားသူ့ရဲ့အုံနောက်ထဲပေါ်လာဒါနဲ့ပဲလူလောကကြီးမှာဖြန့်ပြူတာဖြန့်ပြူလိုက်တော့သူဟောပြောတဲ့အတိုင်းပဲအားလုံးကဟောသာဝရဘုရားဖန်ဆင်းလို့လူလောကကြီးဖြစ်လာတဲ့ဆိုတဲ့အယူတစ်ခုဟာလောကမှာတွင်ကျဲလာတယ်ခဏိအထိလက်ခံထားကြတော့မယ်ဒီဝါဒကိုနော်ဣဒဗုဒ္ဓမြတ်စွာကဓမ္မဇာလသုတ်တံမှာအခုလိုဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့ဟောတယ်ဒိဋ္ဌာယရဏသုတ်မှာမြတ်စွာဘုရားကဣတရနေမာလလို့ခေါ်တဲ့ဖန်ဆင်းမှုကြောင့်ဖြစ်တယ်ဆိုတာကိုလက်ခံမယ်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေတွေဖြစ်နိုင်နော်တရားချက်ကသူတော်စင်ပြိဿတ်တို့စဉ်းစားပြီးတော့ကြည်တာကိုအလေးနဲ့ထားပြီးဖန်ဆင်းရှင်ကြောင့်ဖြစ်လာတယ်လို့ဆိုတဲ့အယူဝါဒကိုလက်ခံလိုက်တာနဲ့တကြိုင်နဲ့လူသားရဲ့အသိဉာဏ်တွေလူသားရဲ့လုံလတွေလှုပ်ဆောင်ချက်တွေဟာတန်ဖိုးမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုအရာရာဘုရားဖန်ဆင်းလို့ဖြစ်တာကိုကောင်းတာလုပ်လဲကောင်းကျိုးဆိုတာရချင်မှရမယ်မကောင်းတာလုပ်လဲမကောင်းကျိုးဆိုတာရချင်မှရမယ်။ဘာဖြစ်လို့လဲအစစအရာရာသာဝရဘုရားဖန်ဆင်းတဲ့အတိုင်းဖြစ်ရတာတဲ့။ဟောဒီလိုယူထားတော့ကိုယ့်ရဲ့ဆန္ဒဆိုတာလည်းအသုံးမကျတော့ဘူးကိုယ့်ရဲ့လုံလဝီရိယဆိုတာလည်းအသုံးမကျတော့ဘူးလှုပ်တဲ့ကိစ္စမလှုပ်တဲ့ကိစ္စဆိုတာလည်းပဲဘာမှခွဲခြားလို့မရတော့ဘူးတဲ့အစစအရာဟာသာဝရဘုရားဖန်ဆင်းလို့ဖြစ်လာသည့်အတွက်ကြောင့်သာဝရဘုရားရဲ့အလိုတော်တိုင်းသာဖြစ်မှာပဲဘာတွေပဲလုံနေနေဒီနေ့သာဝရဘုရားရဲ့အလိုတော်တိုင်းဖြစ်မှာပဲဟောမြတ်စွာဘုရားကအဲ့ဒီလိုဝေဖန်ပြီးတော့ထောက်ပြတယ်ကြည့်လိုက်ပဲဆိုရင်လို့ရှိရင်လည်းအဲ့ဒီသဘောမျိုးရောက်နေဒါကြောင့်မို့လို့မြတ်စွာဘုရားကကိုယ်ွယ်မှုဆိုတာလောကမှာပေါ်လာတဲ့ဟာတွေတချို့ဟာအကြောင်းအကျိုးကိုကြာကြာနာနာမသိသည့်အတွက်ကြောင့်တိုက်ဆိုင်လို့ပေါ်လာတဲ့သဘောတရားများတာဖြစ်တယ်အဲ့ဒီလိုကြောက်လန့်ပြီးတော့ကြောက်လန့်မှုကြောင့်ခေယမြာကိုယ်ွယ်နေတဲ့ကိုယ်ွယ်မှုတွေတကယ်ပဲအာကိုထိုက်သလားတကယ်ပဲအကာအကွယ်ယူထိုက်သလားဆင်းရဲဒုက္ခကတကယ်ပဲလွတ်မြောက်စေသလားလို့ဆိုတော့မြတ်စွာဘုရားက
Nidan Godaranam Kiman Nidan Darana Motaman Nidan Darana Magama Davaduka Pamosari Idan Idodon Sare Tiamiya Gube Mu Mandayari Idan Darana I Dodon Sare Gube Mandanyaha Kiman Bikini Darana Gube Yarina Hodi Masipabe Odaman Komyalade Darana Guvayarina Hodi Machipavi Idan Idodon Sade Guvayari Darana Guve Mu Agama Javyuye Tavaduka Lozono Siye Duka Napamosari Malumyaw Naibachi Idi Ida Bhagava Shivono Dekin Sinamya Khayadi Awasa Kaun Zwamadwe Hojaro Mugeva Vedadi Kugwere Sura Ligo Sindachi Kugwere Sureniyam Pamasagama Kure Sura Akura Tasondaku Kaisa Adre Akura Kagwere Sura Beyani Mayon Akagwe Jura Ero Aku Laukela Tomo Dekeve Akagwe Pikela Sura Usindaya Matsipa Dulogama Gogwe Sura Bayi Vajane Gogwe Jatale Kusaya Saya Badadiari Gogwe Durain Duraima Jive Chetoshi Eri Jive Chetai So Agore, Agagwe Jure. Yoga Vaya Pilare, a Kajara, Blue Ago, Seoni Agoya. Agagwe Seoni, Agagwe, you are a yoga and a padala. Seoi, Yoga Pia on Kuna in the La, a colon Kuna. Seon Guyin, Sondare Bokuri, Yajibe. Ero Yoga. Adreha, the Keo Ago Laugala, may like the Kajaro. Lowaji, Chivisum, Ago Lauda, Chipian. Now the car, Ludi at the Chivi Ola Ya. Together Omala on Blue Ago Jamani. Bago Agagwe, you be on Mooya on Nobile. Logajima, Messiah. Tawara Paya Sozima Tawara Paya Shima Duta Bido Moobaya Zenelu Sudanlo Yamala Manavaya Zenet Sudanlo Yam Badevaya Zenelu Sudanlo Yam Yana Mayana no Di Chetty the Badavio Akulu Mia Kagwalu Mia Savia Dosia Machine we did an abuse on a bogo go top on a bogo Akum Abi waro Agolo Miao, Titan the Laudo, Agosia, Chitabo, Agawele, Titan the Laudo, Chitabo. For what Bamayane, show me the Gmail solution, Agolo Yaraga, Agagwe Chilo Yaraga, Agagwe Chitaga, Nene Live, Agolo Mayara, Agagwe Mayara, Diga, Amiaji. How can I? Agolo Yara, the total leader Shiva. Pasasi le lu Ago du siang weji tena ya le ho Ago lu ya. Ni mkau thai mata siang wasi tua yoga piao ka ho Ago lu ya. Dilu achet di Ago lu ya. Ago lu maya de achet di ya ba ni do. Mo o ao Ago lu ya la. Mana ao Ago lu ya la. Mati ao yo. Ke maya da di ka amyaji. Ke number 1 ma aku bwa ga ne bi do number 1ကိုသွားတဲ့အခါကျတော့ကောင်းရန်သူဂတိရဖို့လို့ဆိုရဲအမခံချက်ပေးနိုင်တဲ့ပုဂ္ဂိုလ်ရောရှိရလားမရှိဘူးအဲ့တော့အာကိုလို့မရတဲ့အချက်တွေကအလွန်များနေတယ်အာကိုလို့ရနိုင်တာမရှိဘူးလားဘုရားဘာသာဝင်တွေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရား
ခုနကဆိုသွားကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ပါတယ်တရားကိုကိုးကွယ်ပါတယ်သံဃာကိုကိုးကွယ်ပါတယ်ဘုရားဘာသာဝင်တွေကိုးကွယ်ကြထို့သူကိုးကွယ်တဲ့အခါမှာဘုရားကိုကိုးကွယ်တယ်ဆိုတာရောတရားကိုကိုးကွယ်တယ်ဆိုတာရောသံဃာကိုကိုးကွယ်တယ်ဆိုတာရောခုနအချက်ဒီအကုန်လုံးရနိုင်မလားဘုန်းကြီးတို့အလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားကြည့်အောင်မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာအတွက်နဲ့ဘာအထိပ္ပယ်နဲ့မြတ်စွာဘုရားကိုအားကိုးလို့အားကိုးเสียဖြစ်တယ်လေဘုရားမြတ်စွာကမသိအောင်လုံးမပေးနိုင်ဘူးမနာအောင်လုံးမပေးနိုင်ဘူးမသိတဲ့လမ်းမနာတဲ့လမ်းမအိုတဲ့လမ်းကိုတော့ညွှန်ပြနိုင်တယ်ဟုတ်ကဲ့မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဆိုတာဘုန်းကြီးတို့အထက်ကရာများမှာတည်တည်ချာချာရှင်းပြီးတော့ဖွင့်ထားတယ်ဟိတေဘဝတနေနာအာဟိတာသနိဝတနေနတတ္တနံဘယံဟိတတိတိဘုဒ္ဓောဘုရားမြတ်စွာဘုရားသည်ဟိတေအကျိုးစီးပွားတို့ကိုဘဝတနေနဖြစ်စေခြင်းဖြင့်၎င်းအာဟိတာသအကျိုးမဲ့တဲ့အကြောင်းတရားတွေမှနိဝတနေနာသမဖြစ်စေခြင်းဖြင့်၎င်းဟိတေဘဝတနေနအာဟိတာနိဝတနေနအခြေအနေကောင်းတွေကိုမြတ်စွာဘုရားကဖြစ်အောင်လမ်းညွှန်ပေးတယ်အခြေအနေဆိုးတွေကနေပြီးတော့နောက်ဆုတ်သွားအောင်လမ်းညွှန်ပေးတယ်အဲ့ဒီအနေနဲ့မြတ်စွာဘုရားကိုကိုးကွယ်ရတာပါမြတ်စွာဘုရားကမအိုးအောင်မနာအောင်မသိအောင်ကဲတင်လို့ကိုးကွယ်ရတာမဟုတ်ပါဘူးဟုတ်ကဲ့ဆိုလိုတာကမြတ်စွာဘုရားစီထံကနေပြီးတော့တရားအစစ်တရားအမှန်ကိုသိတော့အခြေအနေအမှန်နဲ့အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးကွဲကွဲပြားပြားသိသွားတဲ့အခါကျတော့ကောင်းတဲ့အကြောင်းတရားတွေကိုကိုယ်တိုင်သိဖို့အားထုတ်လို့မကောင်းတဲ့အကြောင်းတွေကိုရှောင်ရှားလို့ဘယ်ဟာတွေကလှုပ်တဲ့နဲ့ဘယ်ဟာကမလှုပ်တဲ့ဘူးဆိုတာသိဖို့အတွက်ဘုရားကိုကိုးကွယ်ရတာတဲ့အဲ့ဒီထဲမှာရုပ်ပွားဆင်းတုတော်တွေကိုးကွယ်တဲ့ထဲမှာနော်ခုခေတ်မှာတော့အမျိုးမျိုးကိုးကွယ်ကြတယ်ဒီဘုရားကလက်ကောင်းတယ်ဒီဘုရားကပါကောင်းတယ်စသဖြင့်စီးပွားတက်တယ်ဒါကညီပေတားတယ်ဆိုပြီးတော့အမျိုးမျိုးအားကိုးမှုယူပြီးတော့စိတ်ကူးတဲ့ရလူတွေကိုးကွယ်ကြတကယ်တော့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာမှန်ကန်တဲ့အကြောင်းတရားတွေဒါဘယ်လိုလဲမြတ်စွာဘုရားကဒါနကောင်းမှုဆိုတာလုပ်ရတယ်ဒါနကောင်းမှုလုပ်လို့ရှင်ဒါနကောင်းမှုမြတ်စွာဘုရားလမ်းညွှန်တဲ့အတိုင်းဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်သည်ထိုဒါနရဲ့အကျိုးကျေးဇူးကိုခံစားရသီလကောင်းမှုဆိုတာလုပ်ရတယ်စောင့်တည်ရတယ်ကိုချင်းတရားကောင်းအောင်လုပ်ရမယ်ဟောကိုချင်းတရားကောင်းအောင်လုပ်သည့်အတွက်ကြောင့်ကိုချင်းတရားကောင်းခြင်းကြောင့်ရတဲ့အကျိုးကျေးဇူးတွေရတာသမထဝိပဿနာဆိုတဲ့ကျင့်စဉ်တွေကိုကျင့်ရတယ်လို့မြတ်စွာဘုရားကလမ်းညွှန်တယ်အဲ့ဒီတိုင်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်ဆိုင်ရာဆိုင်ရာအကျိုးတရားတွေရဒါဟိတိဘဝတ္တနေနာလို့ခေါ်တယ်ကဲဒီနေရာမှာမြတ်စွာဘုရားကလမ်းညွှန်ယုံညွှန်တာလုပ်ပေးနိုင်တာမဟုတ်ဘူးမြတ်စွာဘုရားကကဲတင်နိုင်တာမဟုတ်ဘူးလမ်းညွှန်ယုံလမ်းညွှန်ချက်ပေးတာအာဟိတာသနိဝတ္တနေနာအာဟိတာသာကျိုးမဲ့ကိုဖြစ်စေတတ်တဲ့အကုသိုလ်တရားတို့မှနိဝတ္တနေနာနောက်ဆုတ်စေခြင်းဖြင့်မြတ်စွာဘုရားကဒါတွေမလုံးနဲ့သဗ္ဗပပတ္တအကရဏအကုသိုလ်မှန်သမျှမလုံးနဲ့ဘာနာတိဘာတာဝေရမဏိတုတေတချင်းမှရှောင်ရမယ်အဒိနာဒါနာဝေရမဏိတုဥစ္စာခိုးခြင်းမှရှောင်ရမယ်စသည်ဖြင့်ဟောမလုံးသင့်တာတွေကိုမြတ်စွာဘုရားကဒါတွေမလုံးသင့်ဘူးလမ်းညွှန်မှုပြုတယ်ထိုလမ်းညွှန်မှုပြုတဲ့အတိုင်းကိုယ်ကလိုက်နာကျင့်သုံးလို့ရှိရင်အကျိုးကျေးဇူးခံစားရမယ်အကယ်၍သာမြတ်စွာဘုရားထိုပုဂ္ဂိုလ်ဟာအကျိုးကျေးဇူးရနိုင်မှာပါလားဥပမာကြည့်မယ်ဆိုလို့ရှိရင်ယောဂဝေဒနာဖြစ်လို့ဆရာဝန်စီသွားတယ်ဆရာဝန်သွားတဲ့အခါကျတော့ဆရာဝန်ကဒီအစာမတည့်ဘူးဒါမစားနဲ့ဟောဒီဆေးကိုတောက်
သို့တော့လူနာပုဂ္ဂိုလ်ကမတည့်တဲ့အစာလည်းစားတယ်ဆေးလည်းမတောက်ဘူးဆိုရင်ယောဂပြောက်ပါမယ်အဲ့တော့ဆရာဝန်စီသွားတာဘာလို့ဖို့သွားတာဆရာဝန်ကယောဂကုပေးတာမဟုတ်ဘူးဆရာဝန်စီကတဲ့တာမတဲ့တာသိဖို့သွားရတာဟုတ်ကဲ့ကိုယ်တိုင်ကမသိဘူးဒီယောဂနဲ့ဒါတဲ့တယ်မတဲ့ဘူးဒီဆေးဟာဒီယောဂအတွက်ပျောက်တယ်မပျောက်ဘူးကိုမသိဘူးမသိတော့ဆရာဝန်စီသွားတဲ့အခါကျတော့ဆရာဝန်ကအေးဒီဆေးတောက်ဒီအစားစာရှောင်ဒီအစားစာစားသူပြောတဲ့အတိုင်းလိုက်နာပြီးတော့ဒီလိုနေဒီလိုထိုင်ကျမ်းမာရေးလေ့ကျင့်ခန်းဒီလိုလုပ်လို့ပြောတဲ့အခါကျတော့ထိုပုဂ္ဂိုလ်ကကျမ်းမာလားမလုပ်ဘူးဆိုရင်ကျမ်းမာပါမလားအဲ့တော့ကောင်းပြီလူလောကမှာဆရာဝန်လုပ်တဲ့ပုဂ္ဂိုလ်ကလမ်းညွှန်မှုပြုတဲ့အတိုင်းလိုက်နာလို့အကျိုးရတယ်မြတ်စွာဘုရားကလမ်းညွှန်ထားလို့လမ်းညွှန်တဲ့အတိုင်းလိုက်နာကျင့်သုံးလို့အကျိုးရတယ်ဆိုတော့ဒါကိုယ်ဝယ်ရတဲ့ကိစ္စဟာရှင်းပြီးတော့နေတယ်ဟုတ်ကဲ့မြတ်စွာဘုရားကိုကိုယ်ဝယ်တယ်ဆိုတာလှုပ်သိမလှုပ်သိလှုပ်ထိုက်တာမလှုပ်ထိုက်တာခွဲခြားသိဖို့အတွက်မြတ်စွာဘုရားကိုကိုယ်ဝယ်ကြရတယ်တကယ်ကောင်းကျိုးချမ်းသာပေးတာကကိုလှုပ်တဲ့အပေါ်မှာမူတည်တယ်အဲ့ဒီထဲမှာတန်ဃာတွေကိုကိုးကွယ်ရတဲ့တန်ဃာတရဏံကိစ္ဆမိဆိုတာကြတော့ဘာကြောင့်တန်ဃာကိုကိုးကွယ်တော့ဆိုအပကနာဘိကာရဏံဝိပုလဖလပတိလာဘကရဏေနတန်ဃောတန်ဃာသည်အပကနာဘိကာရဏံအနိငယ်သောကုသိုလ်ကောင်းမှုတို့ရဲ့လည်းဝိပုလဖလပတိလာဘကရဏေနအလွန်တရာမြတ်ပြားလာတဲ့အကျိုးကျေးဇူးကိုရအောင်ပြုခြင်းဖြင့်တန်ဃောတန်ဃာသည်ကရဏံကိုဝေယသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့ဤယဟန်တန်ဃာတွေဆိုတာယဟန်တန်ဃာတွေအကြောင်းပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခွင့်ရတယ်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်တန်ဃာတွေကိုလှူလိုက်ရတန်းလိုက်ရတန်ခိကဒါနလှူလိုက်ရတန်းလိုက်ရတဲ့ပုဂ္ဂိုလ်တွေဟာအနည်းငယ်လေးလှူတော်လဲညောင်စိတ်လောက်လှူတော်လဲညောင်မင်းကြီးလောက်အကျိုးရဆိုတဲ့အကျိုးတရားတွေကိုရသွားကြတယ်ဥပမာမဲ့ကြည့်ဓမ္မပဒထဲမှာပါတဲ့လာဇာဒေဝီဆိုတဲ့ရှေးဘဝကလေကိုစောင့်ရှောက်ရတဲ့လေကျွမ်းမလေးတူပေါက်ပေါက်လေးတွေလှော်ပြီးတော့စားရကနေရှင်မကတ္တဝကြီးတွေ့တဲ့အခါကျတော့ပေါက်ပေါက်ဆောင်ကလေးလှူလိုက်တာလှူလိုက်သည့်အတွက်ကြောင့်သူပေသွားတဲ့အခါကျတော့နတ်ပြည်မှာပုံပိမှန်ကြီးနဲ့လာဇာဒေဝီဆိုတာတော့ဖြစ်တယ်လှူလိုက်တာကပေါက်ပေါက်ကလေးဒီတိုင်းအစာပြေစားတဲ့ပေါက်ပေါက်ကလေးလှူလိုက်တာရလိုက်တာကအင်မတန်မှကြီးကျယ်တဲ့နတ်စည်းစိမ်ကြီးကိုရသွားတာဟုတ်ကဲ့လားအဲ့ဒီလိုရတာတန်ဃာကိုအကြောင်းပြုပြီးတော့ရတာတဲ့အဲ့တော့တန်ဃာကိုအားကိုးရတယ်ဆိုတာကလည်းပဲခုနကကုသိုလ်လုပ်เสียဌာနအနေနဲ့အားကိုးရတာကိုယ်တိုင်ကကုသိုလ်မလုပ်လို့ရှိရင်အကျိုးတွေရပါမလားမရဘူးတန်ခံတရဏံကိစ္ဆာမိဆိုတာလေအဲ့ဒါကိုရည်ရွယ်ပြီးတော့ကိုးကွယ်ရတာကိုးကွယ်ပုံချင်းမတူဘူးနော်ဘုရားကိုကိုးကွယ်တာကမြတ်စွာဘုရားကအေးဒီတရားကိုကျင့်သုံးဒီတရားကိုမကျင့်သုံးနဲ့လို့ဒါဟာလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးရှောင်ရမယ့်ဟာဆောင်ရမယ့်ဟာအကျိုးရှိတဲ့ဟာအကျိုးမဲ့ဖြစ်စေတတ်တဲ့ဟာခွဲခွဲခြားခြားဟောတာထိုဟောတာကိုသိဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဒါပဲဒီတယ်မပို့တန်ဃာတွေကိုကိုးကွယ်တယ်ဆိုတာကိုယ်ကုသိုလ်လုပ်လို့ရတဲ့နေရာအနေနဲ့ဆိုတော့စပားဆိုင်ခြင်းနဲ့မြေရှိမှဆိုင်လို့ရမြေရှိလို့ရှိရင်စပားဆိုင်လို့ရအေးမြေဟာဘာလို့ဖို့အတွက်စပားဆိုင်ဖို့အတွက်ပဲထို့တူပဲတန်ဃာတွေဟာကုသိုလ်ကောင်းမှုပြုဖို့ဆိုပြီးတော့အနုတ္တရံပုံညခိတံလောကတာလို့တန်ဃာဂုံထဲမှာဒါကြောင့်မို့ထည့်ထားတာနော်ကုသိုလ်ကောင်းမှုလုပ်ဖို့ရဖို့အတွက်ကိုးကွယ်တာကိုယ်တိုင်ကမလုပ်ဘူးလက်ွက်ကြီးရှိတော်လည်းပဲကိုယ်တိုင်ကမဆိုင်ဘူးဆိုလို့ရှိရင်ပြီးတန်ရနိုင်မှာမရနိုင်ဘူးတဲ့အဲ့တော့အဓိကကိုးကွယ်ရမှာအစ်စ်ကဘာတော့ဆိုရင်ဓမ္မပဲဒါကြောင့်မို့လို့ဓမ္မကြတော့တိုက်ရအကျိုးပြုတယ်မြတ်စွာဘုရားကဆုံးမဩဝါဒပေးပြီးအကျိုးပြုတယ်တန်ဃာတွေကကုသိုလ်ကောင်းမှုပြုတဲ့ပြုเสียရာဌာနအနေနဲ့လဲပြေတဲ့ခွဲအကျိုးပြုတယ်ဟ
ဟောဓမ္မကြတော့အဲ့လိုမဟုတ်ဘူးဘဝကန္တာရဥဒ္ဒရဏိနအတ္တတဒါနိနာသဓမ္မောဘဝကန္တာရဘဝတိဟုသောကန္တာရခရီးကဲကြီးမှဘဝကန္တာရဘဝတိဟုသောခရီးကဲကြီးမှနိဋ္ဌာရဏိနာထုတ်ဆောင်ကဲ့တင်ပေးခြင်းဖြင့်ကဲ့တင်တာမြတ်စွာဘုရားလည်းမဟုတ်ဘူးတန်ခါလည်းမဟုတ်ဘူးဘယ်သူကကဲ့တင်တာတော့ဓမ္မကကဲ့တင်တာဟုတ်ကဲ့တရားတိုင်းကျင့်မှဒီတရားကသာတရားဟာတကယ်ကိုယ်ဝေရအစစ်ဖြစ်တယ်ဘဝကန္တရာဘဝတိဟုသောကန္တရာခရီးကဲကြီးမှာနေတရဏိနာထုတ်ဆောင်ကဲ့တင်ခြင်းဖြင့်၎င်းဒုက္ခတွေကနေခဲထုတ်သွားတာဘယ်သူကထုတ်ဘုရားကထုတ်တာမဟုတ်ဘူးတန်ခါကထုတ်တာမဟုတ်ဘူးထုတ်တာကဘယ်သူတော့တရားသာလင်ဖြစ်တယ်ဘဝကန္တရာဆိုတာဘဝဆိုတာအမတန်ချမ်းသာတဲ့ခရီးရှိကြီးနဲ့အလားတရတူတယ်အေးတာမန်ကြည့်မယ်ဆိုလို့ရှိရင်ဘဝဟာပျော်စရာလို့အောက်မေ့ကြမှာပေါ့ဘဝဟာပျော်စရာကြီးပဲလို့ဒီလိုအောက်မေ့ကြမယ်သို့တော်လည်းပဲအရိယာပုဂ္ဂိုလ်တွေရဲ့မျက်စိဝိပဿနာဉာဏ်မျက်လုံးနဲ့ဖြစ်စီကြည့်လိုက်မယ်ဘဝကြီးတစ်ခုကိုတွေးပြီးတော့ကြည့်လိုက်မယ်ဆိုရင်အခုကြည့်အခုလိုချင်စရာမကောင်းတဲ့ဘဝကြီးပဲဘာဖြစ်လို့တော့ဆိုလို့ရှိရင်တခြားဟာတွေမစင်စားနဲ့ဘုန်းကြီးတို့တွေဟာတနေ့တခြားအိုးလာတာဟာလူတိုင်းအသိပဲမဟုတ်လားကဲအိုးလာတဲ့အခြေအနေဇိုးကြီးကိုဘယ်သူကာဝယ်ပေးနိုင်နော်ပေးနိုင်ဘူးနော်လူတွေဟာတနေ့တခြားယူရင်းလာတာချက်ချင်းကြီးအိုတာမဟုတ်ဘူးစက္ကန့်ပိုင်းနဲ့လူတွေကတရွေ့ရွေ့နေတာပဲအမြဲတမ်းလူဟာခန္ဓာကိုယ်ကြီးကအဲ့ရထဲမှာလဲလျောင်းနေလို့ရပ်နေတယ်မထင်နဲ့ကလထိုင်ပေါ်မှာထိုင်နေလို့ရပ်နေတယ်မထင်နဲ့အိမ်ထဲမှာနေပြီးအိမ်ပြင်မထွက်ဘူးဘယ်မှမသွားလို့ခန္ဓာကိုယ်ကြီးကရပ်နေတယ်လို့မထင်နဲ့ဘယ်ဘက်သွားနေတာတော့အိုတဲ့ဘက်ကိုသွားနေတာဟုတ်ကဲ့တဖြည်းဖြည်းကြည့်ရတာမအိုဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာမိခင်ဝမ်းကကျွတ်လာကြတဲ့အချိန်လေးမှာနုနယ်ကလေးအရွယ်လေးတွေကစားကြတာမဟုတ်လားတနေ့စားကတောက်ခါအိတ်ကနဲ့ကြီးလာလိုက်ကြတာဟောအသက်40 50 60အရွယ်ရောက်တဲ့အခါကျတော့ငယ်ရုပ်ငယ်ရည်တွေအကုန်ပြောက်မကုန်ကြဘူးလားအဲ့ဒါတနေ့တည်းနဲ့ပျောက်သွားတာမဟုတ်ဘူးရွေ့ပြီးတော့နေတာဟုတ်ကဲ့လားဧယဝတီမြည်ရည်ဟောဒီတန်လာဝတီချင်းတွင်မြည်ရည်ကြီးဟာစီးနေတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကြီးဟာလည်းအမြဲတမ်းပြောင်းလဲနေတယ်လို့ဒီလိုမှတ်ပါသို့တော်ဒီဧယတန်လာဝတီမြည်ကြီးဟာဟုတ်ရှေးတုန်းကလည်းရှိတာပဲဒီကနေ့လည်းရှိတုန်းပဲမနေ့ကလည်းစီးတာမနှစ်ကလည်းစီးတာအခုလည်းစီးတုန်းပဲဒီရည်ပဲလို့ပြောလို့ရမလားမရဘူးအဲ့ဒါမျိုးလို့ပဲဘုန်းကြီးတို့တွေမှာရှိနေတဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကြီးဟာဒီရုပ်ဒီခန္ဓာမဟုတ်တော့ဘူးအတိတ်တွေဆက်လာနေတာနော်လာတဲ့အတိတ်တွေကလည်းပဲရခင်ပြောင်းသွားတဲ့အဟောင်းတွေလောက်ကောင်းသလားလို့ဆိုမကောင်းဘူးမကောင်းလို့အိုးလာတာပေါ့နော်အကယ်၍အကောင်းတွေကြီးလာလို့ရှိရင်လူဟာတဖြည်းဖြည်းပြိုးပြိုပြီးတော့လာမှာပေါ့အခုပြိုးပြိုပြီးတော့မလာဘဲနဲ့ဘာဖြစ်တော့အိုးပြီးတော့လာတယ်တဲ့သဘင်ကဟုတ်လားနဲ့ရကနေဖြူလာတာဖြူရကနဲ့ထမဟုတ်ဘူးဒါပေမဲ့လို့ကိုယ့်ကိုယ်တော့တဲ့အတင်းနေကြတာငါမအိုသေးဘူးလို့ပဲထင်တယ်သို့တော့အများကြီးအိုလာတာဟုတ်ကဲ့လားအေးဒါကြောင့်မလို့အဲ့ဒီတဘာဝတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးဟာအမတန်မှကြမ်းတမ်းတယ်ဘယ်သူမှအကာအကွယ်မပေးနိုင်ဘူးတနေ့တခြားအိုးလာတာဘယ်သူမှအကာအကွယ်မပေးနိုင်ဘူးယောဂဗျာတကယ်ဖြစ်လာလို့ရှိရင်ဘယ်သူမှအကာအကွယ်မပေးနိုင်ဘုန်းကြီးတို့ငယ်ငယ်တုန်းကထင်မိတယ်ဩဆရာဝန်ကောင်းကောင်းရှိရင်သိကြမှာမဟုတ်ဘူးဆရာဝန်ရဲ့အမေအဖေတွေဆရာဝန်တွေတော့သိမှာမဟုတ်ဘူးလို့အောင်းမိတာနောက်တော်လေးကြီးလာတော့ဟောဆရာဝန်တွေလည်းသိတာပဲကိုဆရာဝန်အမေအဖေတွေလည်းသိတာပဲဟုတ်ကဲ့လားအဲ့တော့လောကကြီးဟာကျမ်းမာရေးကိုသိသူဖြစ်စေမသိသူဖြစ်စေတဘာဝကြီးကိုဘယ်သူမှလွန်ဆန်လို့မရဘူးဆိုတာအဲ့တော့ဘဝကြီးကစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အမတန်မှခဲရင်းတဲ့
ကြောက်လန့်เสียကောင်းတဲ့အခြေအနေဇိုးကြီးတဲ့ကနေဖြတ်ကျော်နေရတာဘယ်ခရီးခဲတွေဖြတ်ကျော်စရာဆိုတဲ့အိုမင်းချင်းဆိုတဲ့ခန္ဓာရခရီးခဲကြီးကိုဖြတ်ကျော်အိုးလာပြီဆိုကြတဲ့ကလူတွေပြောကြတယ်အေးတက်ကြီးလာပြီဆိုရင်ပါတဲ့ခါးကလည်းမကောင်းတော့ဘူးတဲ့ဟုတ်ကဲ့နားကလည်းမကောင်းတော့ဘူးတဲ့မျက်စိကလည်းမကောင်းဘူးကောင်းတာပါရှိတယ်ဟာမရှိဘုန်းကြီးတို့ဒကာကြီးတယောက်နဲ့တွေ့တော့ဒကာကြီးနေကောင်းလားလို့ဆိုလူကတော့ကောင်းပါတယ်ဗျာတဲ့ဒူးမကောင်းဘူးတဲ့နေသမောင်ဒကာကြီးဒူးကလူထဲမပါဘူးလားလို့မေးတော့ရှိနေတယ်အဲ့တော့ကောင်းတာမကောင်းတာကိုခွဲနေရသေးတယ်ဒူးကလူထဲမပါဘူးလားအေးဒါနဲ့ကောင်းတာလေးကိုထောက်အောင်ပြီးတော့ကိုယ့်ကိုယ်အားတင်းတာနဲ့တူပါရဲ့အကျင့်ရတယ်နော်တကယ်ကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကတခုမှကောင်းတာမဟုတ်ဘူးဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကနကုလပိဋကတက္ကကြီးကိုဟောတဲ့အခါမှာအာတုရောဟယံကပတိကာယောအန္တဘုဒ္ဓောပရိယောနတောဂါပတိဩဒါယကာကြီးအယံကာယောဤခန္ဓာကိုယ်ကြီးဆိုတာအာတုရောအမြဲတမ်းနာနေတဲ့ခန္ဓာကိုယ်ကြီးပါကလေးလေးရဲ့ခန္ဓာကိုယ်ပဲဖြစ်စေလူငယ်လူရွယ်ရဲ့ခန္ဓာကိုယ်ပဲဖြစ်စေလူကြီးပိုင်းကလူတွေရဲ့ခန္ဓာကိုယ်ပဲဖြစ်စေညီသည့်ခန္ဓာကိုယ်ပဲဖြစ်စေအမြဲတမ်းနာနေတယ်ကဲနာမနာစဉ်းစားကြည့်ဖို့ကဲညအိတ်တဲ့ကကြဟိုဘက်ဒီဘက်မစောင်းနဲ့တစ်ဖက်တည်းတင်အိတ်ချင်မနာဘူးလားအေးအခုတရားဟောနေတဲ့အချိန်လေးပဲတရားကြာသွားလို့ရှိရင်ဒုထုံနေညောင်းနေတာဟုတ်ကဲ့ခန္ဓာကိုယ်ကြီးရဲ့ဆင်းရဲဒုက္ခတွေကိုဘာကနေဖုံးဖုံးပြစ်လိုက်တာတော့ဆိုရင်ဟိုဘက်ပြောင်းလိုက်ဒီဘက်ပြောင်းလိုက်ဆိုတဲ့ဣရိယာပုတ်ကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကမနာဘူးလို့ထင်နေတာနော်ဒါကြောင့်မို့လို့ဣရိယာပုတ်ကဖုံးတယ်လို့ပြောတာထိုင်နေတာကြာတဲ့အခါကျတော့ရပ်လိုက်တယ်ရပ်နေတာကြာတဲ့အခါကျတော့လမ်းလျှောက်လိုက်တယ်လမ်းလျှောက်တာကြာတော့ထိုင်လိုက်တယ်ထိုင်တာကြာတော့အိပ်လိုက်တယ်ဟောအဲ့ဒီလိုနဲ့လျောင်းထိုင်ရပ်သွားဆိုတဲ့ဣရိယာပုတ်၄ပါးနဲ့ပြောင်းနေသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးကမနာဘူးလို့ထင်နေရတာတခုတည်းနေကြည့်ပါလားဘယ်လိုဖြစ်သွားနာတယ်ဒါကြောင့်မြတ်စွာဘုရားအယံကာယောဤခန္ဓာကိုယ်ကြီးဆိုတာအာတုရောအမြဲတမ်းနာနေတဲ့ခန္ဓာကိုယ်ကြီးပါအန္တဘုဒ္ဓောကျဲဥငဲ့ဥတခွဲအလွန်တရာမှကျိုးလေပဲလွယ်ပြက်လွယ်တဲ့ခန္ဓာကိုယ်ကြီးပါဒါအရှင်မတွေပုံသဘောပေါက်တယ်ဈေးသွားတဲ့အခါကျက်ဥတို့ဘာလို့ဝယ်မယ်ကျက်ဥတွေဝယ်မယ်ဆိုလို့ရှိရင်သိတ္တိထားရတယ်ကျက်ဥဆိုတာကွဲတတ်တယ်မှာလားမြတ်စွာဘုရားခန္ဓာကိုယ်ကြီးကကျက်ဥနဲ့တူတယ်တဲ့အဲကျက်ဥဆိုတာဘောလုံးကလေးလိုပြစ်ပေါက်ကစားလို့ရရလားမရဘူးတွတ်ကြသွားကွဲရောအဲ့ဒါကြောင့်မလို့ကျက်ဥဝယ်လို့ရှိရင်မဖိမိအောင်လို့ဂရုစိုက်ပြီးတော့ဝယ်ကြရတာဟုတ်ကဲ့အေးခန္ဓာကိုယ်ကြီးလည်းအဲ့တိုင်ပဲဂရုစိုက်နေကြသွားတဲ့အခါနည်းနည်းလေးမလဲလိုက်နဲ့ဟောဆေးရုံရောက်လိုက်ဘာဖြစ်လို့တော့ဟောဘယ်နှလဲလို့ကျိုးသွားတာခါယိုကျိုးသွားတာပေါင်ယိုကျိုးသွားတာနဲ့အယိုးတွေကျိုးလို့ဆေးရုံရောက်လာတဲ့ပုံကိုယ်တွေနဲတာမဟုတ်ဘူးเนาะအေးဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကဘယ်မှခိုင်မာတာမဟုတ်ဘူးအန္တဘုဒ္ဓောကျဲဥငယ်ဥတပွဲအလွန်တရာမှနုနယ်လှပါပေတော့ဤပရိယောနတ်တော်အယေပါကလေးနဲ့ဖုံးအုပ်ထားတာဖြစ်ပါပေတော့ဤခန္ဓာကိုယ်ကြီးဟာအမတန်ပါလွာတဲ့အယေကလေးနဲ့ဖုံးထားတာဒါကြောင့်မို့ချင်းကလေးတွေကတောင်မှဟောလားအယေပါလေးကိုဖောင်းပြီးတော့အထဲထဲကသွေးကိုဆုပ်လို့ရတာဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးဟာတိတိကျကျကိုယ့်ကိုယ်ဆင်ញင်စဉ်းစားကြည့်အပေါ်ကအရေခွန်လေးခွာလိုက်မယ်ဆိုလို့ရှိရင်အထဲထဲကသွေးရဲရဲတွေအသားရဲရဲကြီးတွေဖြစ်လာမှာနော်တကယ်ပါတယ်စူးကလေးနဲ့ချစ်လိုက်လေပေါက်သွားတာအလွန်ပါတဲ့အရေကလေးနဲ့ဖုံးထားတာဒီခန္ဓာကိုယ်ကြီးရဲ့ရလာတဲ့ခန္ဓာကိုယ်ကြီးဟာတနေ့တခြားရင့်ရောအိုမင်းလာတယ်မခိုင်မာဘူးနားလာတယ်နောက်ဆုံးကြတော့ခန္ဓာကိုယ်ကြီးကပြိုကွဲပြီးတော့သေပွဲဝင်ရတယ်။ဟောဒီလိုဘဝကြီးဟာဘယ်ဘဝပဲဖြစ်ဖြစ်လူဘဝမှမဟုတ်ဘူး။နတ်ဘဝနဲ့ဒီတိုင်းပဲဇမားတွေဘဝနဲ့ဒီတိုင်းပဲတရိစ္ဆာန်တွေဘဝနဲ့ဒီတိုင်းပဲဖြ
ဖြစ်လာတဲ့အိုတယ်နာတယ်သေတယ်ဆိုတဲ့ဒီခရီးစခန်းကြီးတွေကိုကြော်ဖြတ်လို့ရရလားမရဘူးဒီလမ်းကြောင်းကြီးအဲ့ဒီဒါကြောင့်မို့လို့ဘဝကြီးဆိုတာကန္တာရခရီးခဲကြီးအလွန်တရာကြောက်เสียပင်မလှတဲ့ဖြတ်ကျော်ရတဲ့ခရီးခဲကြီးဖြစ်တယ်လို့အဲ့ဒီခရီးခဲကြီးဘဝဆိုတဲ့ဒီဒုက္ခကြီးကနေပြီးတော့ထုတ်ဆောင်လို့ကဘယ်သူကပေးနိုင်လို့ဆိုရင်ဟောဒီတရားကပေးနိုင်တာမြတ်စွာဘုရားကလည်းခဲ့တင်တာမဟုတ်ဘူးတဲ့နော်ဘဝကန္တာရဘဝဒီဟုသောကန္တာရခရီးကြီးမှာနေထာရဏိနာထုတ်ဆောင်ကတင်ခြင်းဖြင့်၎င်းအသသဒါနိနာသတ္တရာကိုပေးခြင်းဖြင့်၎င်းဓမ္မောတရားဤတတ္တနံတ္တဝါတို့ရဲ့တရဏံကိုဝေယစိဖြစ်ပါပေတော်ဤဟု၍အထကရာစရိယာအထကရာဆရာတို့သည်ဝရန္တိကောင်းစွာမတွေ့မိတ်ဆိုခဲ့ကြပါပေကုန်တည်းဘုရားကိုကိုးကွယ်တာဘုရားဘာသာတွေအနေနဲ့ဘုရားကိုကိုးကွယ်တယ်ဆိုတာအမှန်တရားကိုသိဖို့အကောင်းဆိုအကြောင်းကျိုးခွဲခြားသိဖို့ဘုရားကိုကိုးကွယ်ရတယ်အတိတယ်မပို့ဘူးနော်တန်ခါကိုကိုးကွယ်တယ်ဆိုတာကုသိုလ်ကောင်းမှုပြုဖို့ရတဲ့နေရာအနေနဲ့ကိုးကွယ်အတိတယ်မပို့ဘူးတရားကိုကိုးကွယ်တယ်ဆိုတာကြတော့တရားကဘာနဲ့ဥပမာတူလို့ဆိုဆေးနဲ့အလားတရံတူတယ်လူတွေကပြောတော့ပြောကြတာပဲယောဂဘယ်သူကကုပေးတာဆရာဝန်ကကုပေးတယ်လို့ပြောသို့တော့တကယ်ကုတာဆရာဝန်လားဆေးလားဆေးမရှိရင်ဆရာဝန်ဘာမှမတတ်နိုင်ဘူးနော်ဆရာဝန်ကတော့ဆေးပေးပါရဲ့လူနာမတော့ဘူးဆိုရင်ယောဂပျောက်ပါမပျောက်ဘူးဒါကြောင့်မို့လို့တကယ်ကုတာကဆေးတကယ်ကိုးကွယ်ရမှာကတရားအဲ့ဒီတရားကိုတကယ်ကိုးကွယ်ပြီးတကယ်ကျင့်သုံးမှသာလေဟောဒီတန်တရားတိဟုသောဝိဒုက္ခကြီးကတော့ဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်တော့လောကမှာအာကိုလဲအာကိုရရောက်မှာမဟုတ်ဘူးအကာအကွယ်ယူလဲအကာအကွယ်ယူရရောက်မှာမဟုတ်ဘူးတဲ့ဘဝမှာလလပပအထက်တန်းကြကြဖြစ်ဖို့ရလဲပဲဟောဒီတရားကိုပဲအာကိုရဘဝတန်တရားကြီးကလွတ်မြောက်သွားဖို့ဆိုတာလည်းပဲဒီတရားကိုပဲအားကိုးရမယ်။ဒါကြောင့်မို့မြတ်စွာဘုရားကမဟာသတိပဋ္ဌာန်တုတ်မှာဆိုရင်ရှင်းရှင်းလေးဟောထားတာရှိ။ဧကာယနောယံဘိက္ခဝေမေဃောတတ္တနံဝိသုဒ္ဓိယသောကပရိဒေဝနံသမာတိကမယဒုက္ခဒေါမနတနာအထင်ကမယညာယတာတိကမယနိဗ္ဗာန်တသစ္စိကရိယာယယတိတံသတ္တရောတတိပဋ္ဌာနာဒီကိုယ်ဝေရမဲ့တရားဘယ်မှာရှိသလဲဆိုရင်ကိုယ်တန်တန်မှာပဲရှိတယ်ကိုယ်ကိုယ်တိုင်လောက်ပြီးတော့ယူရမယ်တဲ့ဒီတရားတွေဘဝမှာကြုံတွေ့ရတဲ့အဆိုးလေးမျိုးဆိုတာပါတော့တောကတရိဒီဝဒုက္ခဒေါမနတတောကဆိုတာစိတ်ထဲနှလုံးထဲမှာပူးနေတာပျက်စီးသွားလို့ပူရတယ်ပျက်စီးတော့မှဖြစ်လို့ပူရတယ်ဟုတ်ကဲ့လူတိုင်းဟာတောကရှိဥပမာပဲမကျမ်းမာဖြစ်ရင်ပူရတယ်မကျမ်းမာဖြစ်လို့တေကောင်ပေါင်းလည်းဖြစ်ပြီဆိုရင်လည်းပူရတယ်ကိုယ့်အတွက်ပူရတယ်ကိုယ်နဲ့ပတ်ဝန်းကျင်အတွက်ကြည့်ကိုယ့်အမေနေမကောင်းလို့ပူရတယ်သို့မဟုတ်ကိုယ့်အမေကွယ်လွန်သွားလို့ပူရတယ်ကွယ်လွန်သွားမှလည်းပူရတယ်ကွယ်လွန်သွားပြီးရင်လည်းပူရတယ်အလုံးဟာစိတ်နှလုံးပျက်စီးဆုံးရှုံးသွားလို့ပူရလူသားအတွက်တင်လားလို့ဆိုမဟုတ်ဘူးကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးတော့မယ်လို့ထင်ပြီးလို့ရှိရင်လည်းမပူရဘူးလားဆုံးရှုံးသွားပြီဆိုတဲ့နောက်မှာရောမပူရဘူးလားအေးပူနေရတာပဲလူလောကဒါတောကလို့ခေါ်တောကဆိုစိတ်ထဲနှလုံးထဲမှာပူလောင်နေလူတိုင်းတောကဆိုတာရှိကြတယ်အဲ့ဒီတောကဆိုတဲ့တရားကိုငြိမ်းအေးစေနိုင်တာဟာမြတ်စွာဘုရားကလည်းငြိမ်းအေးစေနိုင်တာမဟုတ်ဘူးနိလန်းကိုပဲပေးလို့ရတယ်တန်ဃာတွေကလည်းငြိမ်းအေးစေနိုင်တာမဟုတ်ဘူးနိလန်းကိုပဲပေးရတယ်တကယ်လက်တွေ့ငြိမ်းအေးစေတာကတော့ဓမ္မသာလင်ဖြစ်ပါတယ်လက်တွေ့ကြကြချင်းသုံးကြည့်ဟုတ်ကဲ့ဒါကြောင့်မြတ်စွာဘုရားကတောကပရိဒေဝနံဆိုရင်ခြင်းကိုကြွေးရခြင်းလို့ဆိုတဲ့တောကပရိဒေဝတို့ကို
မာတိကမာယာလွန်မြောက်ဖို့ရလည်းပဲဧကာယနောတကြောင်ဤသောလမ်းပါပဲဒီတစ်ခုဤသောလမ်းပဲရှိတယ်ပါတော့တရားကျင့်တဲ့လမ်းပဲနော်တောကဆိုတဲ့ဆိုရင်မှုထိုတောကကိုမထိန်နိုင်တဲ့အခါကျတော့လူတွေကငိုရအဲ့ဒီငိုကြွေးခြင်းဆိုတဲ့ဆင်းရဲဒုက္ခကိုလည်းလွန်မြောက်ချင်လို့ရှိရင်ဟောဒီတရားပဲရှိတယ်တခြားနည်းလမ်းမရှိဘူးဒုက္ခဒေါမနသနာအတ္တင်ကမယဒုက္ခဒေါမနသနာကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့ကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့ဆိုတဲ့ဒုက္ခဆိုတို့အတ္တင်ကမယချုပ်ငြိမ်းသွားဖို့ရလည်းပဲအယံဘေကောဧကာယနောတကြောင်ဤသာဖြစ်တော့အယံဘေကောဤတရားဒီဟုသောလမ်းကြောင်းသည်ဧကာယနောတကြောင်ဤသောလမ်းပဲတခုတည်းသောနိလန်းဟာဒါပဲတရားပဲရှိတယ်ဒုက္ခဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ဒုက္ခနဲ့ပြောကြတာလူတိုင်းဟာဒုက္ခဆိုတာတွေ့ဘူးကြတယ်ဟုတ်လားခါကြိုက်တယ်ခေါင်းကြိုက်တယ်သွားနာတယ်နေမကောင်းဘူးစားမကောင်းဘူးတောက်မကောင်းဘူးဒုက္ခတွေပြောမယ်ဆိုရင်အများကြီးပဲဟုတ်ကဲ့လားအဲ့ဒီဒုက္ခတွေဟာကလေးငယ်လေးအရွယ်ကနေစပြီးတော့ဒုက္ခခန္ဓာရလာတဲ့အချိန်ကလေးကဒီဒုက္ခတွေ့ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတဲ့စိတ်ထဲမှာမကြေမချမ်းဖြစ်တဲ့ဒေါသဖြစ်ရင်စိတ်ဆင်းရဲမှုပါလာတယ်အလိုမကျရင်လည်းစိတ်ဆင်းရဲမှုပါလာကိုယ့်ကိုစဉ်းစားကြည့်ဒီနေ့ငါစိတ်ဆင်းရဲမှုဘယ်နှခါဖြစ်တယ်လဲစိတ်ဆိုးရင်လည်းစိတ်ဆင်းရဲတာပဲခုနကတောကနဲ့ဘာထူးတယ်လဲလို့ဆိုလို့ရှိရင်တရားချင်းကတော့တူတူပဲလူကိုနှိပ်စက်ကုန်ခြင်းတော့နည်းနည်းกว่าတောကဆိုတာပူပြီးတော့လူရဲ့စိတ်ထဲနှလုံးထဲမှာပူလောင်လာတဲ့အတွေးတွေခံစားချက်တွေဒေါမနတဆိုတာမကြည်မချမ်းဖြစ်နေတာလေဟုတ်ကဲ့ဝမ်းနေတာတွေကြေကွက်တာကြေကွဲတာအဲ့ဒါတွေကဒေါမနတတောကဆိုတာစိုးရိမ်တဘာဝတရားချင်းကတော့ထူးထူးပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဝေဒနာလို့ဆိုတဲ့ခံစားချက်တွေသာဖြစ်တယ်အဲ့ဒီကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတဲ့ဒီတရားတွေခြုံငိမ့်သွားဖို့ရလည်းပဲနိလန်းတစ်ခုတည်းပဲဟောဒီတရားကသာတတ်နိုင်တယ်ဒုက္ခဒေါမနသနာကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတို့ရဲ့အတ္တကမယခြုံငိမ့်သွားဖို့ရလည်းပဲအယံဘေကောဤဓမ္မဆိုတဲ့လမ်းကြောင်းဟာဧကယနောတခုတည်းသောလမ်းကြောင်းပါပဲကဲလူတိုင်းမှာကြုံတွေ့နေရတဲ့စိတ်နှလုံးရဲ့ပူပန်ဆင်းရဲမှုဆိုတဲ့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဟောဒီတရားတွေချုပ်ငြိမ့်သွားဖို့ရာတရားကလွဲလို့တခြားမရှိပါဒါကြောင့်တရားကိုသာကိုးကွယ်ရမှာဖြစ်တယ်တရားကိုယုံကြည်နဲ့တကယ်အားကိုးပြီးတကယ်ကြည်ကြံကြုတ်ကိုအားထုတ်ပြီးဆိုလို့ရှိရင်ဟောဒီတောကတွေဟာလွန်မြောက်သွားတာပဲနော်ဆိုပါစို့ပတာစာရီဆိုတဲ့အမျိုးသမီးဇလန်းကိုအလုံးဘုရားဘာသာဝင်သူတော်စင်တို့ကြားဘူးနေကြတာပဲပတာစာရီဟာဘလောက်တောကတွေနဲ့ခြုံခဲ့ရတယ်လဲဆိုရင်လမ်းမှာပင်အိမ်ရှိယောက်ျားကလည်းဆုံးသွားတယ်ကလေးလေးနှစ်ယောက်ကလည်းသေပွဲဝင်သွားတယ်အာကိုစရာမဲ့လို့အာကိုရမလားလို့အိမ်ပြန်လာတဲ့အခါကျတော့အမေကလည်းဆုံးနေပြီအဖေကလည်းဆုံးနေပြီမောင်တွေကလည်းဆုံးနေပြီဟောဘယ်သူမှမရှိတော့သူတယောက်ထိဖြစ်တယ်တောကဖြစ်တာအဲ့ဒီဖြစ်သွားတဲ့တောကဘယ်သူကကဲ့တင်နှုံးလို့ဆိုတော့ဇာလန်းကိုကြည့်မယ်ဆိုတော့ဘုရားကဲ့တင်တယ်လို့ပြောကြမှာပေါ့မြတ်စွာဘုရားကတရားဓမ္မကိုဟောတာဟောလိုက်လို့သူသဘောကျသွားလို့တရားကိုလက်ခံလိုက်လို့တရားကကဲ့တင်လိုက်တာဟုတ်ကဲ့တရားကိုမသိဘဲနဲ့သူတောကလွတ်ပါမလားမလွတ်ဘူးမြတ်စွာဘုရားကဆေးပေးတာနဲ့တူတယ်အဲ့ဒီဆေးဟာတရားနဲ့အလားတန်တူတယ်အဲ့ဒီတရားနဲ့ဆေးနဲ့အလားတန်တူတဲ့တရားကိုလက်တွေ့ကျင့်သုံးလိုက်တဲ့အတွက်ကြောင့်ဟောဒီတောကသူလွတ်မြောက်သွားတာဒါကြောင့်မလို့ဘုန်းကြီးတို့တွေတကယ်ကိုးကွယ်ပြီးတော့တကယ်အားထားရမှာကဓမ္မသာဖြစ်ပါတယ်ဓမ္မဆိုတဲ့စကားလုံးကအတ္တနန္တာရင်တေစတုတုအပါယေတုအပတမာနေကတ္တဝဓာရေတိတိဓမ္မောအတ္တနာမိမိကိုယ်ကိုဓာရင်တေစောင့်ရှောက်တင်သုံးတဲ့ပုဂ္ဂိုလ်တို့ကို
Satudu paye tu ape libon do nai abada mani macaya dido kadwa pyue dareti swetada sauntada I Idi dasama thojang dhammo dhamma miwa vedo I Diniya debe dhammang dharanang gisamiတရားကိုကိုယ်ွယ်ပါတယ်ဆိုတဲ့ဓမ္မဟာထိုဓမ္မအတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေကိုအပေလေးပုံကြောက်ရောက်ချင်းဆိုတဲ့တန်မြာဆင်းရဲတွေကနေပြီးတော့လွတ်မြောက်အောင်ထိန်းထားနိုင်တယ်ဆွဲထားနိုင်တယ်ဓမ္မကသာသူ့ကိုကဲတင်နိုင်တာတဲ့ဟုတ်ကဲ့ဖယားပွင့်လာတာဓမ္မကိုဟောဖို့ပွင့်လာတာဖယားဟောတဲ့ဓမ္မကိုလိုက်နာကျင့်သုံးမှသာလေတတ္တဝါတွေဟာတန်မြာဝကလွတ်နိုင်တာနော်ဒါကြောင့်မလို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဓမ္မကိုကျင့်သုံးတယ်ဓမ္မကိုအလေးအမြတ်ပြုပြီးတော့နေတယ်ဘုန်းကြီးတို့တွေဟာလည်းပဲတကယ်အားကိုးရမှာကဓမ္မဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသုတ်တန်တကူမှာအတ္တဒီပါဘိခဝေဝိရထအတ္တတရဏအနိညတရဏဓမ္မဒီပါဘိခဝေဝိရထဓမ္မတရဏအနိညတရဏမြတ်စွာဘုရားကကိုအားကိုးကြကိုအားကိုးရရင်တို့ထားကြကိုဆိုတာဓမ္မကိုအားကိုးကြဓမ္မကိုသာလင်ကိုယ်ွယ်ရာအဖြစ်ဖြစ်နေကြလို့ဟောလို့ရင်ဖြစ်တယ်ဟုတ်ကဲ့ကိုအားကိုးဆိုတာကိုကျင့်သုံးတဲ့ဓမ္မကိုယ်တိုင်ကျင့်သုံးရမယ့်ဓမ္မကိုအားကိုးလို့ဒီလိုပြောတာဓမ္မလွယ်လို့လောကမှာအားကိုးစရာအစစ်ဆိုမရှိပါဘူးဓမ္မတစ်ခုတည်းပဲအားကိုးစရာအစစ်ပါဒါဖြင့်ဓမ္မကိုသိအောင်ကဘယ်သူအားကိုးရတော့ဆိုမြတ်စွာဘုရားကိုအားကိုးရတယ်မြတ်စွာဘုရားကဓမ္မကိုဟောတာဖြစ်သောကြောင့်ဓမ္မကိုသိဖို့အတွက်မြတ်စွာဘုရားကိုအားကိုးရတယ်ကဲတင်ဖို့အတွက်အားကိုးတာမဟုတ်ဘူးတကယ်လက်တွေ့မိမိကိုတန်မြာဝုကနေပြီးတော့ထုတ်ဆောင်ကဲတင်သွားတာကတော့ဓမ္မပဲဆရာဝန်စီသွားတာကယောဂသိဖို့ဆေးရှိဖို့ဆေးစားဖို့သွားတာယောဂပြောင်းအောင်ကုတာကဆရာဝန်မဟုတ်ဘူးဘယ်သူတော့ဆေးပါအဲ့ဒီတိုင်းပဲမြတ်စွာဘုရားစီရောက်တဲ့အခါမြတ်စွာဘုရားကတရားဓမ္မကိုဟောတယ်အဲ့ဒီတရားဓမ္မကိုကိုယ်တိုင်ကျင့်သုံးအောင်ကိုယ်တိုင်ကျင့်သုံးမှသာလေဟောဒီတရားဓမ္မကကဲတင်နိုင်တာဒါကြောင့်မို့လို့တရားဓမ္မနဲ့ပတ်သက်ပြီးတက္ကလဘဝကန္တာရာနိဋ္ဌာရဏေနဘဝကန္တာရဘဝတိဟုသောကန္တာရခီမှာနိဋ္ဌာရဏေနထုတ်ဆောင်ကဲတင်ခြင်းဖြင့်၎င်းအတ္တတဒါနေနာသသက်တာယာကိုပေးခြင်းဖြင့်၎င်းဓမ္မောတရားသည်တတ္တနံတတ္တဝါတို့ရဲ့တရဏံကိုဝေယအဖြစ်ဖြစ်ပါပေတယ်ဟု၍ဝရန္တိကောင်းစွာမဲ့သွေမိတ်ဆိုတော်မူခဲ့ကြပါပေကုန်တည်းဓမ္မကိုသိဖို့ဆိုတာလက်တွေ့ကိုယ်တိုင်ကျင့်သုံးမှဓမ္မကိုသိရအနှစ်ချုပ်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဓမ္မဟာဘာတွေလဲလို့အနှစ်ချုပ်ပြီးတော့ကြည့်မယ်ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားပဲမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်သုံးမှသာလျှင်ထိုမဂ္ဂင်၈ပါးအကျင့်တရားသည်တန်မြာဝတ်ထဲမှာနစ်မျောစေတတ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုဖယ်ရှားပြစ်မယ်ထိုလောဘဒေါသမောဟဆိုတဲ့ကိလေသာအညစ်တရားတွေကုန်သွားပြီဆိုလို့ရှိရင်လောဘဒေါသမောဟဆိုတဲ့ကိလေသာအညစ်တရားတွေကြောင့်ဖြစ်ပါနဲ့စိတ်ဓမ္မကြီးတူပေါ့တာဝတိပြည်ဇေရဝံကျောင်းဖရာတရားဟောနေတဲ့အနိဗ္ဗာန်ရောက်လာတဲ့စိတ်ဓမ္မကြီးကဒီအချက်ကိုကောင်းကောင်းနားလဲတယ်ကောင်းကောင်းနားလဲတာသားကလေးကိုလက်ကဆွဲလို့စိတ်ဓမ္မကြီးမှလည်းသားသမီးရှိတယ်သားကလေးကိုလက်ကဆွဲလို့သမီးလေးကိုချီးပြီးတော့စားเสียတောက်เสียလိုက်ရှာရင်းကနေဘုရားတရားဟောနေတဲ့နာရောက်လာလို့တရားကိုနာတရားနာနေတဲ့အချိန်မှာသားငယ်သမီးငယ်တို့ကနေပြီးဆာလလွန်းလို့အမေဘာဖြစ်လို့ရက်နေတာတော့စားเสียရှာပါသားတို့သမီးတို့ဆာလပြီလို့ပြောတဲ့အခါကျတော့အဲ့စိတ်ဓမ္မကြီးကတရားနာရင်ဘာပြောတော့ဆိုရင်ဟဲ့တိတ်တိတ်နေကြတို့ဒုက္ခတွေရောက်နေတာဟောဒီတရားမသိလို့မြတ်စွာဘုရားကအဲ့ဒီတရားတွေနိလန်းတွေကိုဓမ္မတွေကိုဟောနေတာဒီဓမ္မကိုတို့သိရဗိဓမ္မာကြီးပြောပုံလေးကအလွန်မှတ်သားစရာကောင်းတယ်ပိယောလောကေတကောဗုဒ္ဓပိယောလောကေတကောပတိတ
တောပိယတရမရှံအတ္တဓမ္မတမဂ္ဂနာလောကမှာတဲ့ကိုယ့်ရဲ့သားသမီးဆိုတာအမတန်ချစ်ပါတယ်ကိုယ့်ရဲ့အိမ်ရှင်ယောက်ျားကိုလည်းအလွန်ချစ်ပါတယ်တဲ့ဒါပေမဲ့လို့ဟောဒီတရားဓမ္မကိုတော့သူတို့တွေပို့ပြီးတော့ချစ်ရပါတယ်ဘာဖြစ်လို့တော့နိုင်ဗုဒ္ဓပတိဝါပိပိယောဒုက္ခပမောစေယထာတတ္တမသဝေနံဒုက္ခမောစေတိပါဏိနံသူပြောတဲ့စကားကအလွန်တရာမှအဆင့်တန်းမြင့်နေနိုင်ဗုဒ္ဓပတိဝါပိပိယောဒုက္ခပမောစေပိယောလွန်တရားချတဲ့ဗုဒ္ဓသာသမီကလည်းပဲဒုက္ခဆင်းရဲမှအနာပမောစေမလွတ်စေနိုင်ဘူးဟောအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခကသာသမီကချစ်ရတဲ့သာသမီကကဲ့တင်နိုင်ရလားကဲ့တင်နိုင်ဘူးတဲ့ပြီးရောချစ်ရသောပတိလင်ယောက်ျားကလည်းပဲဒုက္ခဆင်းရဲမှအနာပမောစေမလွတ်စေနိုင်ဘူးတတ္တမတဝနံသူတော်ကောင်းတရားကိုကြားနာခြင်းကသာလင်တတ္တမတဝနံသူတော်ကောင်းတရားကိုကြားနာခြင်းကသာလင်ပါဏိနံတတ္တဝါပေါင်းကိုဒုက္ခဆင်းရဲဒုက္ခပမောစေလွတ်မြောက်စေနိုင်ပါတယ်ဟောသူတော်ကောင်းတရားကြားနာလို့ဟောဒီတရားကသာလင်ဆင်းရဲဒုက္ခကလွတ်မြောက်စေနိုင်တာတဲ့ဒါကြောင့်မို့လို့သာသမီတွေဘယ်လိုပဲချစ်ငါပိုးပြီးတော့ချစ်ရမှာကတော့ဟောဒီတရားပဲဘုန်းကြီးတို့တွေတရားကိုပို့ပြီးတော့မချစ်သေးဘူးဆိုရင်ဆင်းရဲဒုက္ခကိုချစ်နေတာနဲ့မတူဘူးလားလောကမှာကဲ့တင်နိုင်တာတရားတစ်မျိုးတည်းသာရှိပါတယ်တဲ့ကိုယ်ဝယ်ရအစ်စ်ဆိုတာနဲ့တရားပဲဖြစ်ပါတယ်သာဝရဘုရားဖြစ်စေဟိုဟာဖြစ်စေဒီဟာဖြစ်စေလောကမှာကိုယ်ဝယ်ရတွေအမျိုးမျိုးကိုယ်ခွဲနေတာကအနည်းငယ်အကျိုးဖြစ်ထွန်းကောင်းဖြစ်ထွန်းနိုင်တော်လည်းပဲသာဝရပြည့်စုံလုံလောက်တဲ့ကိုယ်ွယ်ရမဟုတ်ဘူးတဲ့ဘုရားတရားတန်ခါယရနာလို့ဆိုတဲ့တဲကဓမ္မကိုကိုယ်ွယ်မှသာလဲလူလောကလူတွေအားလုံးဟာဆင်းရဲဒုက္ခလွတ်နိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဧတံခောတရဏံခေမံဧတံတရဏမௌတ္တမဧတံတရဏမာဂမသဗ္ဗဒုက္ခပမုစ္စတိဧတံဤဖရာတရားတန်ခါလို့ဆိုတဲ့တရဏံကိုယ်ွယ်ရသည်သာလင်ခေမံအလွန်တရာဘေးကင်းစေတတ်တဲ့ကိုယ်ွယ်ရစီဖြစ်ပါပေတော့ဤတံဤဖရာတရားတန်ခါလို့ဆိုတဲ့ကိုယ်ွယ်ရကသာလင်ဩတ္တမံအလွန်တရာမြင့်မြတ်လာတဲ့တရဏံကိုယ်ွယ်ရအစစ်ဖြစ်ပါပေတော့ဤတရားကိုကိုယ်ွယ်ရမယ်ဆိုရင်ဖရာစီမသွားပဲသို့မဟုတ်ဖရာမဟောပဲတရားကိုသိပါမလားမသိဘူးဆရာဝန်စီသွားတာဆေးရဖို့သွားတာလို့မြတ်စွာဘုရားကိုကိုးကွယ်တာကတရားရဖို့ပဲဟုတ်ကဲ့တရားကျင့်နည်းကိုသင်ဖို့ဒါကြောင့်မို့ပေါင်းလိုက်တော့မြတ်စွာဘုရားကမှန်ကန်တဲ့တရားကိုဟောတယ်သူဟောတဲ့တရားကိုကိုယ်ကကျင့်သုံးရမယ်တန်ဃာတွေကစံနမူနာဖြစ်တယ်ဒါကြောင့်မို့ပေါင်းလိုက်ရင်ဘုရားတရားတန်ခါယရဏသုံးပါးသူ့နေရာနဲ့သူကိုယ်ပဲအားထားရဆင်းရဲဒုက္ခကလွတ်မြောက်စေတတ်တဲ့အရာတွေဖြစ်တယ်ဧတံဤဘုရားတရားတန်ခါလို့ဆိုတဲ့ယရဏသုံးပါးသည်ဩတ္တမံမြတ်လစွာသောတရဏံကိုယ်ဝေယစေဖြစ်ပါပေတော့ဤဧတံဤဘုရားတရားတန်ခါလို့ဆိုတဲ့ကိုယ်ွယ်ရာကိုတရဏံကိုယ်ွယ်မှုဝါရအာဂမအကြောင်းပြု၍သဗ္ဗဒုက္ခအလုံးစုံသောဆင်းရဲဒုက္ခဟူသည်မြတ်မှာပမောစတိမုတ်ချပိုင်ပိုင်လွတ်မြောက်နိုင်ပါပေသည်ဟု၍ဘဂဝါရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမတေဟောကြားတော်မူခဲ့ပါပေတည်း